ကျမမှာအိမ်တော်ရှိပါတယ်အိမ်တော်သက်4 နှစ်ရှိပါပြီအမျိုးသားကလည်းအရန်ချစ်ပါတယ်ကျမပုံမှန်လေးကျမတို့ချစ်သူတက်တာ9 နှစ်မှလက်ထပ်ခဲ့ကြတယ်အခုအိမ်တော်တက်တာ4 နှစ်နဲ့ဆို9 နှစ်အတူတူဖြတ်သန်းခဲ့ကြတယ်အခုကျမအမျိုးသားထိုင်းကိုရောက်နေတာ1 နှစ်ရှိပါပြီအဝေးကနေလဲမိမကိုချစ်ပြီးဂီယူဆိုင်တယ်ကျင်နာပြီးတယ်မိမကိုချစ်ပြီးဂီယူဆိုင်တယ်ကျင်နာတယ်ပတ်စံလည်းအမြဲအကုန်ပို့ပါတယ်အတောက်စားကင်းတယ်အရှုံးရှင်းမရှိပါဘူးကျမတို့မှာခလေးမရှိပါဘူးကျမလည်းကျမမျိုးသားကိုတိတ်ချစ်ခဲ့တာဘယ်ယောက်ျားဦးမှစိတ်မဝင်စားရအောင်ကျမမျိုးသားလေးကိုတိတ်ချစ်ခဲ့တယ်ကျမနဲ့သူနဲ့မယူခင်ချစ်သူဘဝတုန်းကချစ်သူတဘာဝရန်ဖြစ်စိတ်ကောက်တာလေးတွေရှိခဲ့တယ်အဲ့လိုရန်ဖြစ်စိတ်ကောက်နေခြင်းဆိုကျမမျိုးသားမချော့တတ်ဘူးသူမဘာမှမလုပ်တတ်တာသူမနေတာပဲဆိုပြီးမချော့ဘူးစကားတော့လလခေါ်ပါတယ်အဲ့လိုချိန်မှမချော့တော့စိတ်ကပိုဆိုးပြီးအဲ့လိုစိတ်ကောက်နေခြင်းလေးမှာကျမနဲ့တမျိုးတည်းကအကိုကြီးတရားကျမကိုလာကြိုက်ပါတယ်ကျမလုံးလုံးနဲ့ပြန်မကြိုက်ခဲ့ပါဘူးကျမကိုလာကြိုက်တဲ့အကိုကြီးကပတ်စံလေးရှိပါတယ်ကျမချစ်သူတဲ့ပတ်စံပို့ရှိပါတယ်ဒါမဲ့သူကရီးစားရှုပ်တယ်ဆိုတာအနေပါကြမိပါတယ်ကျမကိုလာကြိုက်တဲ့အကိုကြီးကကျမငငယ်လေးကတိခဲ့တဲ့သူပါကျမချစ်သူနဲ့သာမတွေ့ခဲ့ရင်ခုလာကြိုက်တဲ့အကိုကြီးနဲ့ကျမချက်ချင်းပြန်ကြိုက်မိပါကျမကိုအဲ့ကိုကြီးကစာရီပို့ဖုန်းနေဆက်ကျမနဲ့ကိုလိုက်ပြီးရဲ့စကားတွေပြောပါတယ်ကျမချစ်သူနဲ့စိတ်ဆိုးနေတဲ့အချိန်ကျမငငယ်လေးကစိတ်တတိထားမိရဲ့အကိုကြီးမို့ကျမချစ်သူအဖြစ်လက်ခံခဲ့တယ်ကျမမှာချစ်သူရှိရာတည်တည်နဲ့အဲ့ကိုကြီးကအတင်းလိုက်ကြိုက်ခဲ့ပါတယ်ကျမနဲ့အဲ့ကိုကြီးချစ်သူတန်တနစ်လောက်ပဲကြာမယ်ထင်တယ်အဲ့အချိန်မှာလည်းကျမချစ်သူနဲ့အဆက်အသွယ်ရှိခဲ့ပါတယ်လီနန်နှစ်ဖက်နင်းနဲ့ခေါ်မလားကျမချစ်သူကိုတောင်ပြေးပြီးအဲ့ဒီကိုကြီးကိုကျမကိုလက်ထပ်မယ်ဆိုရင်ကျမလက်ခံမိမလားပဲကျမတကယ်အဲ့ကိုကြီးကိုချစ်မိရဲ့အချိန်တစ်နှစ်ကျော်ကြာတဲ့အချိန်မှာကျမကိုအဲ့ကိုကြီးကအဆက်အသွယ်ပလိုင်းဖြတ်ခဲ့ပါတယ်တမျိုးလည်းတွေ့နေမြင်နေပေမဲ့လုံးမဆက်ဖြစ်မခေါ်ပြကြတော့ပါဘူးအဲ့လိုနဲ့ကျမချစ်သူအရင်ထက်ပိုချိန်ပေးရနေလက်ထပ်ဖြစ်ခဲ့ကြတယ်အခုကျမတို့အိမ်သားသက်4 နှစ်နဲ့အမျိုးသားထိုင်းသားရဲ့1 နှစ်ကျော်မှာကျမကိုပြန်လာဆက်သွယ်ခဲ့တယ်ကျမလက်မခံမဲခက်ချစ်ချင်နဲ့ညင်းခဲ့တယ်ကျမကိုသူငားခဲ့တာတွေတောင်းပန်ပြီးတနေ့စာရီပိုးပြီးကျူးဆိုင်ပြခဲ့တယ်ဖုန်းတွေဘလောက်လဲအချိန်ပေါင်းများစွာခေါ်ခဲ့တယ်ကျမမိမကြီးကအရင်ကတန်ရောစင်ရှိနေတော့အချိန်တော်ကြာမှပြန်လက်ခံမိရဲ့ကျမလက်ခံတယ်ဆိုတာဖုန်းပြောစာပို့အဆင့်ပါပဲအရင်ကလည်းဖုန်းပြောစာပို့လောက်ပဲချစ်ခဲ့ကြတယ်တမျိုးတည်းနေပြီးတခါမှမတွေ့ပြပါဘူးခုလည်းမတွေ့ပြပါဘူးကျမစီးကိုမကြုံကြက်လက်ခံစရာအကြောင်းမရှိဘူးငါ့ယောက်ျားပေါ်ငါသစ္စာရှိရမယ်ငါပေါ်ငါ့ယောက်ျားအရင်ကောင်းတာအခုလည်းငါအတွက်ပတ်စံသားရှာတာငါဘာလို့ဖောက်ပြန်ရမှာလဲငါဘာလို့ပြန်လက်ခံရမှာလဲဆိုပြီးကျမစိတ်ကိုထိန်ချုပ်ပြီးအဲ့ဒီကိုကြီးကိုခက်ခါတီးတီးညှင်းဆန်ခဲ့တယ်ဒါမဲ့ကျမအမောင်းဆုံးဖောက်ပြန်မှုကျမကိုယ်တိုင်ကျူးလွန်မိတယ်ကျမကိုမနှက်တိုင်းဖုံးဆက်နိုးတယ်တဏီကောင်ဂယုတဆိုင်စာရီပို့ဖုံးဆက်ဂယုဆိုင်ခဲ့တယ်ကျမဘလောလဲနေရအောင်အကြိမ်ကြီးများစွာခေါ်ခဲ့တယ်ကျမစိတ်အရင်ကရှိခဲ့ဘူးတဲ့တန်ရုံးစင်နဲ့အခုအရင်ကထပ်ပိုးပြီးချစ်ပြဂယုဆိုင်ပြတာအောင်ကျမတာယာမိသွားတယ်ကျမမုန်းပါတယ်ဆိုတဲ့ဖောက်ပြန်မှုကျမကျူးလွန်မိရဲ့အခုချိန်ထိစားဖို့ဖုံးဆက်လုပ်နေမိတယ်စစ်တော့မှကောင်းမလေးတွေကိုမန့်တွေမှာအသေးတွေပေးတယ်ကျမစိတ်ကောက်လာရှမ်းပြလိုက်နဲ့အကောင်ကြီးနဲ့ဖုံးပြောစာပို့လက်ခံမိခဲ့တယ်ကျမမှာအိမ်အောင်ရှိရာတီတီနဲ့သူပါလို့အရင်အထက်ပိုးချစ်ပိုးဂယုဆိုင်ပြနေရလဲအကောင်ကြီးလိုအနေထားအတိုင်းဝိုင်းနဲ့ကြိုက်တယ်မိမကောင်းကောင်းယူလို့ရတဲ့အနေထားမျိုးပါသူ့ကိုမိမမယူပါကျမကိုမဆက်သက်ပါနဲ့လို့ပြောရင်သူကလက်မခံဘူးသူကျမကိုမယူတော့ပါဘူးခဏအပြောတက်လာပြန်ပတ်သက်တာပဲလားကျမအပြူတော့ကတော့ကျမချစ်ကိုတောင်းမထားပဲအကြောင်းပြချက်မရှိဖြစ်သွားခဲ့သေးတာအခုချစ်ပါရဲဆိုတာကိုယုံကျင်စရာမရှိတာကိုကျမလက်ခံပြီးပြန်ပတ်သက်နေမိတာအခုပြန်ပတ်သက်တာ9 လ 10 လလောက်ကြာတော့အရင်လိုလက်ခင်းမဆိုင်တော့ဘူးကိုကပဲဖုန်းနေဆက်ရစာဖို့လည်းခင်းမဆိုင်နဲ့ပြန်မယ်ပြောရင်ကြာလက်မခံဘူးအတင်းလိုက်ပြီးချော့ဖုန်းနေဆက်ပြန်ရောကျမတို့တမျိုးလည်းနေပေမဲ့
တခါမှမတွေ့ဖြစ်ပါဘူးသူလည်းခွင့်ရယူပြီးတွေ့မယ်လည်းမပြောပါဘူးရီးစားဘွားတုန်းကလို့ဖုန်းဆက်စာပိုးပဲအဆက်အသွယ်လုပ်ခဲ့ကြတာပါကျမမှားနေတယ်အမားကိုပြန်ပြင်ချင်တယ်ကျမအဲ့ကိုယူပြန်ချစ်မိသွားတယ်အခုသူ့ကိုဖုန်းတွေမဆက်မိအောင် sorry မပို့မိအောင်ဘယ်လိုကြိုးစားမိပြရမလဲကျမကိုတိတ်ချေးပြီးလူလေသေးမရှိထားပြီးရဲ့ကျမယောက်ျားကိုကျမအားရနာတယ်ကျမဝစ်ဆိုတာကိုယုံကြည်တယ်ကျမပြန်လည်มาကြောက်လို့ကျမရတန်းရက်ဖို့ကြိုးစားတယ်ကျမအဲ့ကိုယူကြိုးစားပြီးမိဖြစ်ပေမဲ့လောလောဆယ်မိမရသေးဘူးသူပါလို့အိမ်အောင်ရှိရနဲ့လာပြန်ပတ်သက်တာလေကျမကိုအထင်သေးပြီးအခုချိန်ကြီးလူချင်းတစ်ခါမှမတွေ့ရပဲအခွင့်အရေးမယူပဲဖုန်းဆက်စာပို့လောက်ပဲသူပြန်ပတ်သက်ခဲ့တယ်ကျမကိုဘာလို့ခုမှလာပြီးပြန်ပတ်သက်တာလဲအရင်အထပ်ပို့ပြီးဂယူးဆိုင်ပြီးနေရလဲသူ့ရတီလို့သူဦးလေးရဲ့အတော်ရကျမနဲ့ပတ်သက်တာတီလို့သူ့ကိုစုကြတယ်လူပြိုလေးတယောက်ပတ်စံရှိအတိုင်းဝိုင်းတစ်ခုကဖြေးပြီးပညာလဲတက်တယ်နာမည်ပြမရှိနေလာခဲ့တဲ့အကူကြီးကကျမနဲ့ဖုန်းဆက်တွေရှိအောင်သူ့ရတီလို့စုလို့ကျမတိတ်ခါကြမှာဆိုလို့ပဝင်းချင်ရတီးပြီးသူ့ကိုပြောကြမှာဆိုလို့ဖြတ်တော့လေလက်မခံပြန်ဘူးသူ့လေးဆိုသူ့ကိုမတရားဆူတာမင်းကွာဘယ်အပြိုမင်းကလေးတယောက်ကိုကြိုက်တဲ့သူကောင်းကောက်ယူလို့ရတဲ့အနေထားကိုဘာလို့သူများမိန်းမကိုတွားပြီးစာရီပို့ဖုန်းနဲ့ဆက်ပြီးပတ်သက်နေရလဲမရှက်ဘူးလားတခြားပြောဆိုမှန်းပြီးမဲ့ကျမလည်းသူ့ကိုအတင်းဖြတ်နေရကြအဆက်အသွယ်မပြတ်ပဲပတ်သက်လာပတ်သက်နေတော့မယ်ကျမလှုပ်တဲ့နာကိုတတိနဲ့လုံနေမိတယ်မှားနေမိတယ်ကျမသူ့ဖုန်းမလိုက်ညှော်နေမိတယ်ကျမသူ့အတန်လေးကြားချင်မိတယ်ကိုမယောက်ျားရှိရနဲ့အဲ့လိုဖြစ်စီရလားစီးကြော်ပြီးဆက်သွယ်စီရလားပတ်ဝန်းကျင်အားတည်ရင်နှစ်ပြားမတန်အောင်ပြောဆိုကြရခင်ရမှာတီတီနဲ့ဖုံးဆက်နေမိတော့မယ်အတိခောက်ခတ်အဝင်နာဆိုသလိုပဲတီတီနဲ့တန်ရောစင်တွေ့နေမိတယ်ကျမကိုသူဘာလို့လာပြန်ပြီးပတ်သက်ရတာလဲကျမနဲ့လည်းမတွေ့ရပဲဖုံးပြောရုံနဲ့သူဘာလို့လာဆက်သွယ်နေရလဲကျမဖြတ်တာဘာလို့သူလက်မခံတာလဲကျမသူ့ကိုဖြတ်ဖို့ဘလို့စူးစမ်းရမလဲပြပြကြပါရှင်ကျမမျိုးသားပေါ်သူမသိအောင်ဖုံးနေပြောနေမိဟာလိပ်ပြမလုံးတော့ပဲပတ်ဝန်းကျင်ဒီမှာလေကြောက်စိတ်ကြီးနဲ့တနေ့တနေ့ဖြတ်သန်းနေရတယ်ကျမသူ့ကိုဘလို့ဖဲ့ရမလဲအကြံပေးကြပါရှင်ကျမကိုခုမှဘာလို့လာပတ်သက်နေရတာလဲသူကကျမကိုမေ့ပြစ်ပြီးကျမယောက်ျားကိုပဲအရင်အထက်ပိုချစ်ပြီးနေသားချင်တယ်ကျမသူ့ကိုမိနေအောင်ဘလို့စူးစမ်းရမလဲဖုံးမဆက်မိအောင်ဘလို့နေရမလဲသူဘာလို့ဆက်သွယ်တာလဲဆိုတာကိုလည်းသိချင်တယ်သူ့ကိုစိတ်နာခြင်းနဲ့စိတ်နာလို့မရသေးဘူးဖြစ်နေတယ်သူ့ကိုမေ့ပြဖို့စူးစမ်းနေပါတယ်ကျမယောက်ျားနဲ့ပဲတသက်လုံးနေသွားချင်တာပါသူ့ကိုဖုံးဆက်ခြင်းရဲ့ကိုယ်စိတ်ကိုလည်းမုန်းတယ်ကျမဘလို့မေ့ပြရမလဲစိတ်နာအောင်လည်းတွေးမရအောင်မိမသားတော့ရှင်ဖွင့်ရ